Okay အားလုံးမင်္ဂလာပါပြန်အောင်တွေ့ရဲ့ knowledge sharing center ကနေကြိုဆိုပါရစေ Okay ဒီ video ကတော့ကျွန်တော်တို့ automotive လောကတွေမှာရှိနေတဲ့ညီငယ်လေးအတွက်ဒါရွယ်ပြီးတော့မှလုပ်ပေးထားတာပါဆိုတော့အခုလက်ထက်မှာကင်ထားတဲ့ကောင်ကငါတို့အပြင်မှာခေါ်နေတဲ့ကတ်တောက်လို့ခေါ်တဲ့ဒါ relay ဖြစ်ပါတယ်ဗောနော်ဘာလို့ကတ်တောက်လို့ခေါ်လဲဆိုတော့ तू ကအပေါင်းနှုတ်ကြွေးလိုက်လို့ရှိရင် तू ကကတ်တောက်နဲ့ အော်တယ်နော်အားကြောင့်သူကတ်တောက်လို့ခေါ်တယ်ဗောနော်အဲ့တော့ relay ဖြစ်ပါတယ် Okay ဟုတ်ပြီအဲ့တော့ဒီ relay ကနည်းနည်းလေးစမ်းတယ်ဗောနော်တချို့ညီငယ်ဆိုလို့ရှိရင်ဒီလိုမျိုးအကြီးတွေမမြင်ဘူးဗောနော်ပုံမှန်တိုင်းငါတို့ဒါတရုတ် relay တွေပဲမြင်ဘူးဒါလည်းတရုတ် relay ပါနော်ပြောချင်တာဟိုကော့ relay ပဲမြင်ဘူးတာဗောနော်ဒီလိုမျိုးအကြီးတွေဆိုလို့ရှိရင်မမြင်ဘူးတော့အဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကအဲ့တော့ relay အကြောင်းအရင်သိဖို့လိုတယ်အဲ့တော့ relay အကြောင်းသိကျင်တယ်ဆိုတော့ခါနာသိကျင်တာရှေ့ရ video သွားကြည့်ဖို့လိုတယ်ဒီနေ့ကတော့ဒီ relay ရဲ့ design လေးကိုပြပေးချင်တာဗောနော် Okay အဲ့တော့ relay ရဲ့ diagram လေးတော့နည်းနည်းကြည့်လိုက်မယ်relay မှာငါတို့က point က4 point ရှိမယ်ဒီ switch point ဆိုတဲ့ contact point ရဲ့ဗောနော်ဒီ coin ဆွဲရဲ့ရှိမယ်အဲ့တော့ငါတို့ကဒီကို ground ချလိုက်မယ်ဗောနော်ဒီကနေရောမှအပေါင်းပေးလိုက်မယ်ဒီကနေ ground ချတာဆိုဒီကောင်တန်လိုက်ဖြစ်သွားမယ်ဒီကောင်ကတ်သွားမယ်အဲ့တော့ဒီကိုအပေါင်းပေးထားရမယ်အဲ့ပြောရှင်ဒီဘက်မှာငါတို့တစ်ခုနဲ့ maybe ဆက်မယ်ဗောလေmaybe ထားတော့ motor နဲ့ဆက်မယ်ဗောမော်တာနဲ့ဆက်မယ်ဆိုလို့ရှိရင်ဒါမော်တာကလဲသွားမှာဖြစ်တယ်အဲ့တော့ဒီကောင်ကတ်လိုက်မယ်ဒီကောင်ကိုဒါဆိုရင်ဒါ normally open ဖြစ်နေတာပေါ့နော်ဒါ normally close လုပ်လိုက်မယ်ဆိုလို့ရှိရင်လိုလေးပေါ့နော်လိုကတ်သွားပြီဆိုလို့ရှိရင်ဒီကနေအပေါင်းလာတယ်ဒီကောင်တန်လိုက်ဖြစ်သွားမယ်ပြီးတော့ရှင်ဒီနှစ်ခုကတ်မယ်ဆိုလို့ရှိရင်ဒီမော်တာလဲသွားမယ်ဒါက relay ရဲ့အလုပ်လုပ်တဲ့ပုံစံပဲပေါ့နော် Okay ဟုတ်ပြီအဲ့တော့ relay ဘာကြောင့်သုံးရလဲဆိုတော့ shape video မှာတက်ကြည့်လိုက်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာ design ကဘာလဲဆိုတော့ဒီနှစ်ခုကဒီ relay မှာဆိုလို့ရှိရင်ဒီနှစ်ခုကအဝင်နဲ့ထွက်နဲ့ဆိုတာဘလို့ပဲဝင်ဘယ်ရပဲဝင်ရဒီရပဲဝင်ဒီရပဲဝင်ရတယ်သူကဒီလို cloud သဘောပဲဆိုရှင်ဒီဘက်ကအပေါင်းဝင်နေဆိုဒီဘက်ကအပေါင်းထွက်သွားမှာပဲဒီဘက်ကအပေါင်းဝင်နေဆိုဒီဘက်ကထွက်သွားမှာပဲပြောချင်တာကွာဥပမာဒီဘက်ကဗတီအိုးနဲ့ဆက်ထားတယ်ဆိုလို့ရှိရင်ဒီကောင် relay ကတ်သွားပြီဆိုရင်ဒီဘက်အပေါင်းထွက်သွားမယ်အဲ့လိုမျိုးပြောချင်တာဗောနော်အဲ့တော့ဒီကောင်ကဒါကတကြိုးတဲလို့မှတ်ယူရမှာဖြစ်တယ်ဒါပေမဲ့အပေါင်းနဲ့ရှိတ်ရမှာနော်ဒါကိုဗတီအပေါင်းနဲ့ရှိတ်လိုက်ရင်ဒီဘက်ကနေအပေါင်းထွက်သွားလိမ့်မယ်ဒါက contact point switch ပဲဗောနော်အဲ့တော့ဘလို့ရှင်ဒီမှာသူကထွက်သွားမှာလဲဆိုတော့ဒီမှာမြင်လားဒီကောင်အပေါင်းပေးရမယ်သူကဒီကောင်က body ground ရှာထားပြီးသား body ground auto ရှာထားပြီးသားအဲ့တော့ဒီကောင် body ground ရှာထားတယ်ဒီကိုအပေါင်းပေးလိုက်ပြီဆိုတာ ਨੇ ဒီနှစ်ခုက continuity ဖြစ်သွားမယ်ဒါဆိုလို့ရှိရင်ငါတို့ကအလုံးလုံးလို့ရပြီအဲ့တော့အခုတိုင်းပြမယ်ဗောနော်အဲ့တော့ relay ကြောင့် video အရင်ကြည့်ထားတဲ့သူမှအဆင်ပြေပဲနဲ့တူရနော်ကွာဖြတ်ပြီးတော့ရှင်းပြနေတာဆိုတော့ဟုတ်ပြီအဲ့တော့တို့ဒီ continuity level ကိုထားလိုက်မယ်ဗောနော် continuity ဆိုတော့ဒီလိုအတန်ထွက်တယ်ဒါပြောချင်တာဟုတ်ပြီအဲ့တော့ဒီမှာဒါလေးကိုထိလိုက်နော်ဒါလေးက coin စလေးဒီ body နဲ့ထိလိုက် sorry နည်းနည်းရှုပ်သွားပြီဟုတ်ပြီဒါသူ့ရဲ့ coin စပဲနော် coin သားဖြစ်တယ်အဲ့တော့ဒီကိုအနှုတ်ပေးပြီးတော့ဒီကိုအပေါင်းပေးလိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုက normally close ဖြစ်သွားမယ်အဲ့တော့လောလောဆယ်မှာတော့ normally close ဆိုတာ continuity ဖြစ်သွားတာကိုပြောတာဗောနော်အဲ့ဒါဆို normally open ဖြစ်နေcontinuity မဖြစ်သေးဘူးနော်ဒါ relay ပါဒါ relay ပေါ့နော်ဒါကိုမြင်ဒါ relay လို့မြင်လိုက်နော်အဲ့တော့ဒါလေးဒီနေ့လာပြီးပြောပြတာပါဘာမှထွေထူးရလို့တော့မဟုတ်ဘူးတချို့ညီငယ်တွေဒါလေးကိုမမြင်ဘူးပေါ့နော်အခု workshop ထဲမှာလည်းတယောက်ကလာမေးလို့ပေါ့နော်ဒါဘာလေးလဲဆိုတော့တချို့ညီငယ်လေးလည်းသိကျင်မယ်ထင်လို့ဒါလေးကို knowledge sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Okay ထပ်ပြောလာအောင်ဒီမှာဆိုလို့ရှိရင်သူကတွဲဖို့တွေ relay ပဲဒါပေမဲ့ဘယ်လောက် ampere အထိရလဲဆိုလို့ရှိရင်ငါတို့က150 ampere အထိရတယ်တွဲဖို့တွေနော်ဒါကို24သွားကျွေးလိုက်မယ်24ကားမှာသွားပြီးတော့သုံးလိုက်မယ်ဆိုဒီကောင်ကလောင်သွားမှာနော်ဒါပေမဲ့တွဲဖို့တွေကိုတော့ဘယ်လောက် ampere အထိရမယ်ဆိုလို့ရှိရင်150 ampere အထိရတယ်ဒါဆိုလို့ရှိရင်ဒါ starter relay အနေနဲ့သုံးထားတဲ့ relay ပေါ့နော်ဒါလေးလာပြီးတော့ knowledge sharing လုပ်ပေးတာပါအဲ့တော့သိချင်တာရှိရင်တော့ comment box download ရှင်ဖုန်းဆက်ပြီးတော့လည်းမေးလို့ရတယ် messenger ကနေရောလည်းလှမ်းမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ